အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျွန်တော်တို့အတူတကွလေ့လာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့ဝိညာဉ်ရေးရာလွမ်းခြုံကွယ်ကာခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေယုံကြည်သူဖြစ်လာပြီဆိုလို့ရှိရင်ရန်သူကအသေးအတန်လိုက်ပြီးတော့မှချောင်းမြောင်းနေလေးရှိတယ်ခိုးဖို့တပ်ဖို့ဖျက်ဆီးဖို့ဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ရင်မဆိုင်ခြင်းလဲရင်ဆိုင်ရလိမ့်မယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကြောက်စရာတော့မလိုပေမဲ့ကျွန်တော်တို့ပြင်ဆင်ဖို့လိုအပ်တယ်သဘောတရားတွေကိုနားလည်ထားဖို့လိုအပ်တယ်ဘာသဘောတရားတွေလဲဆိုတော့ဝိညာဉ်ရေးရာသဘောတရားတွေကိုကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်နော်ဆိုတော့ဖယားသခင်ရဲ့ဘက်မှာကျွန်တော်တို့ရက်တီးပြီးဆိုရင်အလိုလိုနေရင်းနဲ့ရန်သူရဲ့တော့တစ်ဖက်မှာနေတဲ့လူဖြစ်သွားပြီရန်သူစာရမဏတ်နဲ့ကျွန်တော်တို့ကစန့်ကျင်ဘက်မှာရက်တီးနေတဲ့လူတွေဖြစ်သွားပြီအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုရန်သူကအသေးမုန်းတယ်သူကကျွန်တော်တို့ကိုဖျက်ဆီးဖို့ရန်အတွက်နော်မင်းဟာမင်းယုံကြည်သူဘလောက်ပဲဖြစ်သွားငါမင်းကိုလိုက်ပြီးတော့မှရအောင်ဖျက်ဆီးမယ်ဆိုပြီးတော့သူကနော်ကျုံးသွားပြီးတော့အဖွဲလိုက်နေနော်ကျွန်တော်တို့ကိုလိုက်ပြီးတော့မှခိုးတယ်နော်တတ်ဖို့ရန်အတွက်လုပ်တယ်နောက်ဆုံးဖျက်ဆီးလိုက်ဖို့ရန်အတွက်တောင်သူကလုပ်တာဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘာကိုသတိပြုရမှာလဲဆိုတော့ရန်သူအခွင့်ရသွားစေမဲ့အရာတွေကိုကျမတို့သတိပြုပြီးရှောင်ရှားရမယ်။ရန်သူကိုအခွင့်မပေးရဘူးပေါ့နော်။ဆိုတော့ကျမတို့စီမှာနော်ရန်သူကိုအခွင့်ပေးလိုက်တဲ့အရာတွေဘာတွေရှိသလဲ။ရန်သူကကျမတို့ကိုနိုင်ဖို့ရန်အတွက်အကွက်ရသွားပြီးအခွင့်ရသွားပြီးဆိုရင်အဲ့ဒီနေရာကနေကျမတို့ကိုသူကချောင်းမြောင်းပြီးတော့မှတိုက်ခိုက်လေးရှိတယ်။ဆိုတော့ရန်သူဟာဘာနဲ့ညီမျှခြင်းချပြလို့ရလဲဆိုတော့အပြစ်ဒုစရိုက်သည်ရန်သူနဲ့ညီမျှခြင်းကြတာဖြစ်တယ်။နော်ကျမတို့ယုံကြည်သူတွေဖြစ်လာပြီးဘုရားသားသမီးဖြစ်ပြီးဆိုလို့ရှင်အပြစ်ဒုစရိုက်နဲ့ကျမတို့ကညီမျှခြင်းချလို့မရအောင်ကျမတို့ကဖြောင့်မတ်သူဖြစ်သွားပြီးတန်ရှင်းသူဖြစ်သွားပြီးနော်ယုံကြည်သူညီမျှခြင်းဖြောင့်မတ်သူတန်ရှင်းသူစသဖြင့်ပေါ့နော်အဲ့လိုမျိုးနဲ့ကျမတို့ညီမျှခြင်းချရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နော်ကျမတို့ကဒီအပြစ်ကိုလုံမိမယ်ဆိုရင်ရန်သူအခွင့်ရသွားတဲ့အရာဖြစ်တယ်အပြစ်ညီမျှခြင်းရန်သူလို့နော်ခုနကကျမညီမျှခြင်းထိုးပြသလိုမျိုးပဲကျမတို့ရဲ့အသက်တာထဲမှာနော်အပြစ်ကိုအခွင့်ပေးလိုက်ပြီအပြစ်လုံးမိလိုက်ပြီဆိုရင်ဒါဟာရန်သူအခွင့်ရသွားတဲ့အရာဖြစ်တယ်ဆိုတော့ရန်သူကဘာလုပ်မှာလဲဆိုတော့ကျမတို့ကိုသူကနော်အသေးချေလိုက်ပြီးတော့မှတပ်ဖြတ်ဖို့ရန်အတွက်ကြံစီတာဖြစ်တယ်နော်အဲ့တော့ကျမတို့ကရန်သူအခွင့်မရအောင်ဆိုလို့ရှိရင်အပြစ်မလုံးမိအောင်သတိထားပြီးနေထိုင်ရတယ်နော်ဆိုတော့သဘောတရားတစ်ခုကဘာလဲဆိုတော့အပြစ်ရဲ့အခါအသေးချင်းဖြစ်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒုစရိုက်အပြစ်ကိုလုံမိမယ်ဆိုလို့ရှိရင်ဘုရားသခင်အမျက်ထွက်မယ်နော်ကျွန်တော်တို့ကဒီအခုယေရှုခရစ်တော်အားဖြင့်နော်အခွင့်အရေးကောင်းတစ်ခုရထားတာပါလဲဆိုတော့မိမိရဲ့အပြစ်ကိုပေါ်ပြဝင်ချပြီးတော့မှစွန့်ပစ်ဖို့ရန်အတွက်အခွင့်အရေးရထားတယ်နော်ကျွန်တော်တို့ကဘုရားသခင်ရှိတော်မောင်းမှာဝင်ချတောင်းပန်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကျွန်တော်တို့အပြစ်ကိုခွင့်လွှတ်တယ်တဲ့နော်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘုရားသခင်ရဲ့အမျက်တော်ခံရမယ်နော်ဒါကြောင့်မို့လို့ဒီရှေးပေါ့နော်ဒီရှေးဟောင်းဒီဓမ္မဟောင်းကျမ်းကိုကြည့်တဲ့အခါမှာအထူးသဖြင့်မောရှေလက်ထက်မှာဆိုရင်ပေါ့နော်ကျွန်တော်ဘာလို့တွေ့ရလဲဆိုတော့ဣသေလအမျိုးသားတွေကအပြစ်လုပ်တဲ့အခါမှာဘုရားသခင်သူတို့ကိုဖျက်ဆီးဖို့ပေါ့နော်လုပ်တယ်ဘုရားခင်သူတို့ကိုအသေးတတ်ဖို့ရန်အတွက်နော်ဘုရားခင်ဒဏ်ပေးဖို့ရန်အတွက်ကြံစီတဲ့အခါမှာမောရှေကသူတို့ရှေ့ကနေပြီးတော့မှနော်ပြောရင်ဣသေလလူတွေရဲ့ရှေ့ကနေပြီးတော့မှဘုရားသခင်ကိုသူတောင်းပန်ပေးခဲ့တယ်ကိုရောမလုပ်ပါနဲ့နော်ကိုရောဟာလာဒီလူတွေကိုအေဂုတုကနေနော်နှုတ်ယူလာပြီးတော့အခုဒီတောထဲမှာဖြတ်စည်းမယ်ဆိုလို့ရှင်ကိုရောရဲ့ဘုန်းနာမတော့ရှုံချစရာပဲဖြစ်မယ်နော်ကိုရောသူတို့ကိုမတတ်ပါနဲ့ကိုရောသူတို့ကိုဒီလိုမျိုးအပြစ်ပေးမဲ့အရာကိုနောင်နာရတော်မူပါစသဖြင့်မောရှေကဂျားဝင်တောင်းလျှောက်ပေးခဲ့တယ်ဆိုတာကိုတွေ့ရတယ်နော်အဲ့ဒီအခါမှာမောရှေရဲ့မျက်နှာကိုထောက်ထားပြီးတော့မှဘုရားသခင်ကသူအပြစ်ဒဏ်ပေးတဲ့အရာကိုရုပ်သိမ်းပေးလိုက်တယ်ရပ်တန့်ပေးလိုက်တယ်ဆိုတာမျိုးတွေ့ရတယ်တခါဆိုရင်မောရှေကဘလောက်ထိတောင်ဘုရားသခင်ရှေ့မှာပြောပေးလဲဆိုတော့ကိုရောဟာလာသူတို့ကိုမလုပ်ပါနဲ့เนาะကျွန်တော်ရဲ့နာမည်ကိုသာကိုရောရဲ့ဒီစာဆောင်တွေကနေခြေပြစ်လိုက်ပါလို့ပြောတဲ့အထိပေါ့နော်မောရှေကဘာလုပ်ပေးလဲဆိုတော့ဒီဣသေလလူမျိုးတွေရဲ့နော်ကိုစားဂျားဝင်တောင်းလျှောက်ပေးတယ်အဲ့တော့အဲ့ဒီအခါမှာဘုရားသခင်ကမောရှေရဲ့မျက်နှာကိုထောက်ထားပြီးမှနော်မောရှေရဲ့စကားသံကိုသူကနားညောင်းပြီးတော့မှနော်ဒီပြောမယ်ဆိုမောရှေပြောတဲ့အတိုင်းသဘောတူပေးရဆိုတာတွေ့ရတယ်နော်တခါဆိုရင်လည်းဘုရားသခင်နော်ဒီဣသေလလူမျိုးတွေရဲ့နော်အပြစ်တွေကိုအယမ်းမဲ့ဒေါသထွက်တဲ့အခါမှာဖျက်ဆီးဖို့ရန်အတွက်နော်သူလှုပ်လိုက်တယ်ဒါပေမဲ့မောရှေကချက်ချင်းပဲပေါ့နော်တခါတည်းသူတို့ရဲ့ရှေ့မှာအပြစ်ဖြေရနော်ပူဇော်ဖို့ရန်အတွက်သူအလင်းအမြန်နဲ့သူလှုပ်ဆောင်တဲ့အခါမှာအဲ့ဒီအချိန်မှာဒီဣသေလလူမျိုးတွေမှာကြားရောက်တဲ့ဘေးဥပတ်ကြီးကငြိမ်သွားတယ်ရပ်တန့်သွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ရှင်တ
တခါလေကြာရင်ကျမတို့ရဲ့အပြစ်ဟာဘုရားသခင်ရဲ့အမျက်ဒေါသကိုနှိုးဆော်တဲ့အခါဘုရားသခင်ခွင့်မလွတ်ဘူးပေါ့နော်ဘုရားခင်အဲ့လိုကျမတို့ကိုဒဏ်ပေးတော့မယ်နော်အပြစ်ပေးတော့မယ်အဲ့လိုမျိုးအခါမျိုးမှာဒီမောရှေလိုမျိုးပေါ့နော်ဂျားဝင်တောင်းလျှောက်ပေးမယ်ဝိညာဉ်ရေးရာခေါင်းဆောင်တူလိုအပ်တယ်ဆိုတဲ့အရာကျွန်တော်နားလဲရတယ်နော်ဘုရားသခင်ကသူခွဲခန့်ထားတဲ့ဝိညာဉ်ရေးရာဆိုင်ရာခေါင်းဆောင်တွေကနော်အလိုအလျောက်နဲ့နော်သူတို့မှာဘာပေးစမှုမှမရှိဘဲနဲ့ဘာမှအရေးချင်းမရှိဘဲနဲ့ဖြစ်လာတာမဟုတ်ဘူးဘုရားခင်သူတို့ကိုခွဲခန့်ပြီးတော့မှရွေးကောက်တယ်ဆိုတဲ့အရာမှာသူတို့ပေါ်မှာဘုရားသခင်တင်ထားတဲ့ဗိတ်သိက်လည်းရှိတာဖြစ်သလိုဘုရားသခင်ကိုယ်တိုင်လည်းသူတို့ကိုမျက်နှာသာပေးတဲ့အရာတွေရှိတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့စီမှာမောရှေလိုမျိုးဂျားဝင်တောင်းလျှောက်ပေးမယ်ဝိညာဉ်ရေးရာခေါင်းဆောင်လိုအပ်တာဖြစ်တယ်။နော်အဲ့ဒီအတွက်ကြောင့်ကျမတို့ဒီဝိညာဉ်ရေးရာမှာနော်ကျမတို့ကိုလွှမ်းခြုံကွက်ကာပေးမယ်ခေါင်းဆောင်တူရဲ့အောက်မှာကျမတို့ကဝန်ခံအနံ့ခြင်းအပြင်ကျမတို့ရဲ့နော်ဒီဝိညာဉ်ရေးရာခီးလန်းကိုရှောက်လန်းတဲ့အခါမှာများစွာကောင်းကြီးဖြစ်စေမှာဖြစ်တယ်။နော်ဒီသခင်ယေရှုဘုရားပြောတဲ့ဥပမာတစ်ခုမှာဆိုလဲကျမတို့ဒါလေးကိုတွေ့ရတယ်။တခါတော့လူတယောက်ကပေါ့နော်ဒီသမောတဖန်းပင်တပင်ကိုသူလာပြီးမှအသီးကိုရှာတဲ့ခါမှာမတွေ့တဲ့ခါမှာဥယျာဉ်ဆောင်ကိုပြောတယ်ငါ3နှစ်လုံးနဲ့ဒီသမောတဖန်းပင်ကိုလာပြီးမှအသီးကိုရှာတာမတွေ့ဘူးတဲ့ခုတ်ပစ်လိုက်ပါလားတဲ့ဘာဖြစ်လို့လဲမြေကိုနှောက်ယှက်ရတာလဲလို့ပြောတဲ့အခါမှာဥယျာဉ်ဆောင်ကပေါ့နော်သခင်ဒီအခုနှစ်တော့ထားလိုက်ပါအောင်နော်ကျွန်တော်ဒီအပင်ကိုပြန်ပြီးတော့မှပြုပြင်ပါမယ်ပေါ့နော်အသီးသီးကောင်းသီးပါလိမ့်မယ်နော်တကယ်လို့မသိဘူးဆိုရင်နောက်မှနော်သခင်ခုတ်ပစ်ချင်ခုတ်ပစ်ပါဆိုပြီးတော့မှသူပြန်ပြီးတော့မှပြောတာကိုတွေ့ရတယ်ဆိုတော့သခင်ယေရှုဘုရားကိုယ်တိုင်ကလည်းကျွန်တော်တို့ရှေ့ကနေပြီးတော့မှဂျားဝင်ကိုစားပြုပြီးမှတောင်းလျှောက်ပေးနေတယ်တခါလေကြာရင်ခမဲတော်ဘုရားရဲ့နော်အမျက်ဒေါသကိုကျွန်တော်ခံရမယ့်အရာတွေရှိကောင်းရှိနေတာဖြစ်ပေမဲ့ဒီနေ့တည်းယေရှုဘုရားကကျွန်တော်တို့ရဲ့ရှေ့ကနေဂျားဝင်ကိုစားပြုပြီးမှတောင်းလျှောက်ပေးနေတယ်အဲ့လိုမျိုးပဲဘုရားခင်ခွဲခန့်ထားတဲ့ဝိညာဉ်ရေးကခေါင်းဆောင်တွေရဲ့နော်မျက်နှာကိုထောက်ထားပြီးတော့မှတချို့သောအရာတွေမှာကျွန်တော်တို့ကလွတ်ကင်းသွားတယ်လွတ်မြောက်သွားတယ်နော်ဝိညာဉ်ရေးရမှာရန်သူရဲ့တိုက်ခိုက်ခြင်းကိုမခံရတော့တဲ့အရာတွေရှိတယ်ဒီရောက်ကျွန်တော်တို့နားလေသဘောပေါက်ဖို့လိုအပ်တယ်ဥပမာအခုအမေရိကန်နိုင်ငံကိုဦးဆောင်နေတဲ့သမ္မတထရမ့်ဆိုပါတော့ဗောနော်ဆိုတော့သူ့ကိုကြည့်ပြီးတော့မှအမေရိကန်နိုင်ငံဆိုရင်လူတိုင်းကကြောက်ရတယ်နော်တက်လာတဲ့သမရပေါ်လဲမူတည်သေးတယ်ပေါ့နော်ဆိုတော့နိုင်ငံတကာနိုင်ငံရဲ့ခေါင်းဆောင်အစင်မပြေဘူးဆိုလို့ရှိရင်ရှားသောနိုင်ငံတွေကလည်းပြောရမယ်ဆိုရင်ဒီနိုင်ငံအပေါ်မှာအထင်သေးချင်ကြတယ်နော်သူတို့ထိချင်တိုင်းထိလို့ရတယ်စော်ကားချင်တိုင်းစော်ကားလို့ရတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါတွေကဘာနဲ့ဆိုင်လဲဆိုတော့ခေါင်းဆောင်ပိုင်းနဲ့ဆိုင်တာဖြစ်တယ်ခေါင်းဆောင်တယောက်ရဲ့အရေးအချင်းခေါင်းဆောင်တယောက်ရဲ့ကာကွယ်ပေးခြင်းခေါင်းဆောင်တယောက်ရဲ့ဒီကိုယ့်ရဲ့ဒီတိုင်းသူပြည်သားတွေအပေါ်မှာခေါင်းဆောင်တယောက်ရဲ့ကိုယ့်ရဲ့ဒီအဖွဲ့အစည်းအပေါ်မှာမိသားစုအပေါ်မှာဒီလွှမ်းမိုးမှုတိုက်ရောက်မှုရှိတယ်ဆိုတဲ့အရာကိုဒီလိုအရာတွေအဖြစ်လဲကျွန်တော်တွေ့ရတာဖြစ်တယ်ဥမာအိမ်တအိမ်မှာအိမ်ထောင်ဦးစီးပေါ့နော်ဒီအိမ်ထောင်ဦးစီးရဲ့မျက်နှာကိုထောက်ထားပြီးတော့မှထားပါတော့ဒီအိမ်ထောင်ဦးစီးကတထေးကြီးတယောက်ဖြစ်တယ်ဆိုပါတော့အဲ့ဒီခါမှာမြို့ရဲ့မျက်နှာပုံးလည်းဖြစ်တယ်နော်အဲ့ဒီခါမှာတချို့လူကနော်သူ့ရဲ့သားသမီးကိုမကျေနပ်တာပဲဖြစ်ဖြစ်တခုခုပေါ့နော်လှုပ်ချင်တယ်ဆိုလို့ရှင်ဟာ तू ကဘသူရဲ့သားလားအော်ဟုတ်လားဟာအဲ့ဒါဆိုတော့မထီးနဲ့လွတ်ထားပေးလိုက်နော်ဒီလူတယောက်ကထီလို့မရဘူးဘာဖြစ်လို့လဲဒီခလေးကပေါ့နော်အပြစ်ရှိပေမဲ့သူ့ရဲ့အဖေရဲ့မျက်နှာကိုထောက်ထားပြီးတော့မှသွားထိလို့မရဘူးဆိုတဲ့အရာမျိုးကိုเนาะဒါမျိုးကိုကျွန်တော်တို့ကြုံမှုလိမ့်မယ်ကြားဘူးရင်လည်းကြားဘူးလိမ့်မယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးပဲဖြစ်တယ်နောက်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာဘုရားသခင်ခွဲခန့်ထားတဲ့ခေါင်းဆောင်တွေစီမှာအခွင့်အာဏာရှိတယ်သူတို့တွေကဘုရားသခင်ရဲ့မျက်နှာတော်ကိုရထားတာဖြစ်တဲ့အတွက်သူတို့ရဲ့တကယ်ပဲဆုတောင်းပေးခြင်းဂျားဝင်တောင်းခံပေးခြင်းကွဲကာပေးခြင်းဆိုတဲ့အရာကိုကျွန်တော်တို့ဒီလူတွေကသိချင်မှသိမယ်ဒါပေမဲ့ဝိညာဉ်နယ်ပယ်ကရန်သူတွေကတော့သိတယ်ပြောချင်တာကနှစုံမောင်မိုက်ကိုတွေကတော့သိတယ်သူတို့သွားထိလို့မရဘူးသူ့ရဲ့သူ့ကိုသွားထိတာနဲ့ဟိုမှာကြည့်သူ့ရဲ့ခေါင်းဆောင်ငါပြောချင်တာကအခုဆိုလို့ရှိရင်ဒီမောရှေကိုပဲကြည့်ပါတော့သွားမလုံးနဲ့နော်သူကမောရှေရဲ့လူနော်သွားမလုံးနဲ့နော်သူကမောရှေရဲ့သားနော်မောရှေရဲ့ကျွန်နော်ဟာလာအဆောသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ရန်သူတွေကလာပြီးတော့မှကိုကိုထိခိုက်တော့မယ်ဆိုတာနဲ့ကိုကိုဝိညာဉ်ရေးရမှာလွှမ်းခြုံကွယ်ကာပေးနေတဲ့ခေါင်းဆောင်တယောက်အားဖြင့်သွားလကောင်းသူ့ရဲ့ဆူတောင်းပေးခြင်းသူ့ရဲ့ကွယ်ကာပေးခြင်းဒီအရာတွေအားဖြင့်ကျွန်တော်တို့မြောက်များစွာဝိညာဉ်ရေးရနဲ့ပဲမှာလွတ်မြောက်ရတဲ့အရာကောင်းချီးမင်္ဂလာခံစားရတဲ့အရာတွေရှိနိုင်တာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အရောက်ချင်းစီတိုင်းမှာဘုရားခင်ပိတ်သိမ့်ထားတဲ့တကယ့်ကိုပဲကျွန်တော်တို့ကိုမိသားစုတစ်ဖွဲ့ပြုစုပြိုးထောင်ပေးမဲ့ဝိညာဉ်ရေးရခေါင်းဆောင်တွေဟာလိုအပ်တယ်။ဒီဝိညာဉ်ရေးရခေါင်းဆောင်တွေကိုကျွန်တော်တို့ကယူသေးလေးစားမှုရှိရမယ်။ဘုရားခင်ခွဲခန့်ထားတယ်ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ကသူတို့ရဲ့အောက်မှာပေါ့နော်ဝန်ခံအနံ့မှုလိုအပ်တယ်ဆိုတဲ့အရာကိုဒီနေ့မှာအနေငယ်အားပေးတိုက်တွန်းလိုက်ရတာဖြစ်ပါတယ်။ဒီတစ်ခါဆူတောင်းရအောင်
ဖဖျားခင်ကိုရောကိုဂျေစုတင်နဲ့ရှင်တို့အဖို့ဝိညာဉ်ရေးရာခေါင်းဆောင်တွေကိုရောဖျားပေးထားတဲ့အတွက်ဂျေစုတင်နဲ့ဝိညာဉ်ရေးရာခေါင်းဆောင်တွေအားဖြင့်ကျွန်တော်တို့ကောင်းချီးမင်္ဂလာများစွာခံစားရပါတယ်ဖဖျားခင်ဒီနေ့မှာဝိညာဉ်ရေးရာခေါင်းဆောင်ကိုမထီမဲ့မြင်ပြုသောအရာစကားနာမထောင်မဲနဲ့ကလန်ကဆန်လှုပ်သောအရာတွေဒီအရာတွေအားလုံးအတွက်နှောင့်နှားရပါတယ်ကိုရောဖျားရှင်တို့ရဲ့အသက်တာထဲမှာအရန်သူရဲတိုက်ခိုက်ခြင်းမခံရရှိစေဖို့ရန်အတွက်အပြစ်ဒုစရိုက်တွေမလုံမိဖို့ရန်အတွက်ကိုရောဖျားစီတာပေးသောအရာဒီဝိညာဉ်ရေးရာခေါင်းဆောင်တွေအားဖြင့်သွန်သင်ဆွဲခေါ်ပေးသောအရာတွေတစ်ခုချင်းစီတိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီနေ့မှာကိုရောဖျားတကယ်ပဲသားမျိုးတို့အဖိုးလုံးငါပြင်ဆင်ပေးထားသောဝိညာဉ်ရေးရာလွှမ်းခြုံကွယ်ကပေးနေသောဒီဆရာသမားတွေခေါင်းဆောင်တွေအတွက်ကျေးဇူးတော်ချီးမွမ်းတယ်ကိုရောဖျားရဲ့အလေးလာကိုတာ၍တည်ကျွမ်းရင်းနှီးစေဖို့ရန်အတွက်ထိုကဲ့သို့သောဝိညာဉ်ခေါင်းဆောင်တွေရဲ့နောက်ကိုလိုက်ပြီးတော့မှအစီခံရသောအရာတွေအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်ဖျားခင်တကယ်ပဲကိုရောရဲ့အဖို့အလုံးငါသားမျိုးအသက်ရှင်နိုင်စေပါမိအကြောင်းသွန်သင်ဆုံးမပေးသောခေါင်းဆောင်တွေအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ကိုရောဖျားအလေးလာကိုတည်ကျွမ်းရင်းနှီးစေဖို့ရန်အတွက်ကိုရောဖျားဆက်လက်၍ထိုခေါင်းဆောင်တွေအားဖြင့်ဆွဲခေါ်သွန်သင်တော်မူပါရှင်တို့ဖို့ခွဲခန့်ပေးထားသောအရာတစ်ခုချင်းစီတိုင်းသည်တကယ်ပဲရှင်တို့ဝိညာဉ်ကောင်းစားဖို့ရန်အတွက်ဖြစ်ကြောင်းသိမှတ်နားလည်ရပါတယ်ရန်သူကိုအောင်နိုင်ခြင်းအတွက်ကိုရောဖျားပြင်ဆင်ပေးထားသောအရာများဖြစ်ကြောင်းနားလည်ရပါတယ်ရမလို့ဒီနေ့မှာထိုဝိညာဉ်ကောင်းဆောင်တွေကိုဝန်ခံခြင်းအားဖြင့်ကောင်းချီးမင်္ဂလာတွေကိုရရှိကြောင်းသိမှတ်ရတာဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဆက်လက်ပြီးဆွဲခေါ်သွန်သင်လမ်းပြပါကျေးဇူးတော်ကိုချီးမွမ်းတယ်ကျွန်တော်အဖို့လုံးကပေးထားသောဝိညာဉ်ကောင်းဆောင်များအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယေရှုဖျားနာမတော်မြတ်ပြုဆုတောင်းပါ၏အာမင်